ရောက်အထုကူသားဆောင်နဲ့ခေါ်သွားတာ9ရောက်အထိရှိနေပြီဖြစ်ပေမဲ့တယောက်မှပြန်မထွက်လာတာကြောင့်လည်းတခုခုတော့လွဲနေပြီဆိုတာသိလိုက်ကြပါတယ်အဲဒါကြောင့်နောက်ကလိုက်ကြည့်တဲ့အချိန်ကြောက်တုံးရပုံကံမှုမှာပါဝင်ခဲ့တဲ့ဒေါက်တာဟိုပါတွေ့လိုက်ရပြီးမြေရောက်ခန်းထဲဝင်မှုလမ်းကလည်းဓာတ်လေကတစ်ခုပဲရှိရကြောင်းဘလို့ဝင်သွားရမလဲဆိုတာစဉ်းစားရခက်နေကြတာဖြစ်ပါတယ်ဘရိုတိုလေ့ကျင့်နေတဲ့စီကိုရှီခါတိုင်ကရောက်လာတဲ့အတွက်သူလေ့ကျင့်နေရတဲ့အကြောင်းရင်းနဲ့သူ့ရဲ့ချာကိုရာပမာဏကြောင့်အခက်တွေ့နေရတာကိုလည်းဘရိုတိုကပြပြလိုက်ပါတယ်သူ့လိုပဲအသေးအတန်လေ့ကျင့်နေတဲ့စာရတာကိုချွချွကမြင်လိုက်ရပြီးနိုင်ရီတိုကလည်းလေတိုင်းမိမှာတော့ရှီခါတိုင်တို့အနိုင်ယူခဲ့တဲ့ဥရာချီကီရဲ့ရုပ်သေးရုပ်အလောင်းကိုတဲရွာကရှာမတွေ့သေးတဲ့ကြောင့်တီနီယာကိုတည့်ရဲ့ရှီခါတိုင်စီအကူကြီးလှမ်းတောင်းထားတဲ့အကြောင်းပြပြလိုက်ပါတယ်အဲဒါကြောင့်ပဲရှီခါတိုင်ကသူ့ရဲ့တင်းတန်းတဲ့ဒီနိုင်ငံကိုထွက်လာခဲ့ကြပြီးအဲ့ဒီအယုတ်သားရန်သူလက်ထဲရောက်သွားရင်အန်နီရရှိနိုင်တဲ့အတွက်မတွေ့အောင်လက်ရှာရမှာဖြစ်တဲ့အကြောင်းရှီခါတိုင်ကရှင်းပြပေးလိုက်ပါတယ်သူတို့ကမရှင်လုံးရမယ့်နေ့ချက်တရက်စောပြီးရောက်လာခဲ့တာဖြစ်လို့ချွချွကဒီနိုင်ငံထဲမှာပဲရှိတဲ့သူသွားခြင်းနဲ့ဆိုင်တဆိုင်အကြောင်းစကားဆလိုက်ပြီးသူပြောတဲ့ဆိုင်ကိုတော့ဒီပါကကြိုရောက်နေခဲ့ပြီဖြစ်ပါတယ်တင်းတန်းကလည်းဒီနိုင်ငံကိုလာဖို့ကရှားတဲ့အတွက်ချွချွစားခြင်းတွေရဲ့အထူးစပက်ရှယ်ဝါသားပြသမင်းကိုစားဖို့အတွက်စားတော့ဆိုင်ကိုရောက်လာခဲ့ကြပြီမြဲဆိုင်ထဲကနေဒီပါထွက်လာတာကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ပထမဆုံးအချိန်တွေ့တာဖြစ်လို့ရှီကာတိုင်ကဒီပါဆိုတာမသိပဲစိုင်ထဲဝင်လာတဲ့အချိန်ကျမှနေရာတစ်ခုလုံးပျက်စီးနေပြီးလူတွေအားလုံးလည်းအသက်ခံရတာကိုတွေ့လိုက်ရပါတယ်။နောက်တစ်နေ့တဲရွာကိုရောက်တဲ့အချိန်မှာတော့ဂန်နင်း6ရောက်အဖွဲ့ကိုဥဆောင်မဲ့သူကရုပ်သေးရုပ်ကိုနောက်ဆုံးတိုက်ခိုက်ခဲ့တဲ့ရှီကာတိုင်နဲ့လေနိုင်ငံရဲ့မြေအနေထားကိုကျွမ်းကျင်တဲ့ရှင်ကီဘသူ့ကိုထားရမလဲဆိုတာညှိခုံနေကြပြီးနောက်ဆုံးမှာတော့ရှင်ကီရဲ့သဘောတူညီမှုနဲ့ပဲချွန်းနှင်းဖြစ်တဲ့ရှီကာတိုင်ကိုဥဆောင်ဝင်ပေးလိုက်ကြပါတယ်။ချွတ်ချွတ်ကတော့မစ်ရှင်ထက်အမြဲတမ်းတင်းငင်အေးဆေးရဲ့စောက်ချောကြီးရှင်ကီကိုပဲငန်းနေခဲ့တာဖြစ်ပြီးသူတို့အဖွဲ့ကရှီကာတိုင်ရုပ်သေးကိုတိုက်ခိုက်ခဲ့တဲ့နေရာစီရောက်လာကြပါတယ်။အရာရဲ့ရုပ်သေးကြောင့်တဲရောက်တဲ့ကအရုပ်ကိုအခက်ခဲမရှိပဲရှာတွေ့ခဲ့ပေမဲ့အဲ့အချိန်မှာပဲသူတို့နားကိုဒီပါကရောက်လာခဲ့ပါတယ်။ချီကာတိုင်ကမြင်နိုင်တဲ့မနေ့ကလူမဲ့မှတ်မိသွားခဲ့ပြီးဒီပါကလည်းတတိယသွားတာကြောင့်သူတွေ့ခဲ့တဲ့ကလေးတွေကကိုနိုဟာရှိနိုဘီယေဆိုတာသဘောပေါက်သွားခဲ့ပါတယ်။အဲဒါကြောင့်မကြသေးခင်ရမှာကိုနိုဟာရှိနိုဘီယေကိုငိုပြီးအိမ်ပြန်အောင်လုပ်ပေးလိုက်သေးရဲ့လို့ပြောလိုက်တဲ့အတွက်ဘရူတိုတိုနဲ့တက်ခိုက်ခဲ့တဲ့ကောင်စုကတီသွားခဲ့ပြီးသူကလည်းဥရာရှိကီရဲ့အရုပ်ကိုလာယူတာဖြစ်နေခဲ့ပါတယ်။ချီကာတိုင်ကမပေးနိုင်ဘူးလို့ပြောတဲ့အတွက်ကာဗွန်နုံတွေနဲ့စတင်တက်ခိုက်လိုက်တာကြောင့်ရှင်ကီကသူ့ရဲ့တန်သေး